လန်းရဲ့အစမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအတိတ်ကာလ1964ခုနှစ်ကိုပြန်သွားထားပါတယ်။မြို့စုံကလူသူကင်းမဲ့ပြီးတိတ်ဆိတ်ချောက်ချားစရာကောင်းတဲ့ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင်စီကိုအက်နဲ့လော်ရိန်းဝါရင်တို့ဇနီးမောင်နှံရောက်ရှိလို့လာပါတယ်။အဲ့ဒီအချိန်တုန်းကသူတို့ဟာငယ်ရွယ်နှုတ်ပြိုနေသေးပြီးလော်ရိန်းမှာလည်းကိုဝင်အရင်အမကြီးနဲ့ပါဆိုင်ရှင်ရဲ့သမီးဖြစ်သူလူစီဆိုတဲ့အမျိုးသမီးကသူတို့ကိုအကူအညီလှမ်းတောင်းထားတာပါ။လူစီရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေအပြည့်နဲ့ပြောပြပါတယ်။သူ့အဖေဟာမကြသေးခင်ကမှဆိုင်ထဲကိုရောက်လာတဲ့ရှေးဟောင်းမှန်ကြီးတစ်ချက်ကြောင့်ထူးဆန်းစွာတည်ဆုံးခဲ့ရတာပါ။သူ့အဖေအလောင်းကိုဆိုင်ကန်းထဲမှာကျိုးဆွဲချလျက်သားတွေ့ခဲ့ရတာဖြစ်ပြီးအဲ့ဒီမှန်ကြီးရောက်လာတဲ့ကဆိုင်ထဲမှာခြေတံတွေကြားရတာပစ္စည်းတွေရွှေ့တာတွေဖြစ်နေတယ်လို့ဆိုပါတယ်။လူစီဟာကြောက်လွန်းလို့အဲ့ဒီမှန်ကြီးကိုဂိုဒေါင်အမှောင်ထဲမှာပိတ်လောင်ထားပါတယ်။အက်နဲ့လော်ရိန်းတို့လည်းစူးစမ်းကျင်စိတ်နဲ့ဂိုဒေါင်ထဲကိုဝင်သွားကြတယ်။မှန်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့မှန်သားပြင်ကမဲနဲ့နေပြီးကြည့်ရတာနဲ့တင်ကြောချမ်းစရာကောင်းနေပါတယ်။လော်ရိန်းကစူးစမ်းလိုစိတ်နဲ့မှန်ပေါင်ကိုသူ့လက်နဲ့အသာအရာထိလိုက်မိပါတယ်။ထိလိုက်တဲ့ခဏမှာပဲလော်ရိန်းရဲ့ဗိုက်ထဲကနေစုကနေနာကျင်သွားပြီးသူ့အော်ဟစ်ကလဲကျသွားပါတယ်။ဒါဟာကလေးမွေးခြင်းတဲ့လက္ခဏာပါအက်လဲပြပြတလဲနဲ့လော်ရိန်းကိုပွေ့ချီပြီးဆေးရုံကိုအမြန်ဆုံးမောင်းနှင်ပါတော့တယ်ကားပေါ်မှာလော်ရိန်းဟာနာကျင်မှုကြောင့်ညှဉ်းညူနေပြီးအက်ကတော့ဖျားတပြီးကားကိုအရှိန်ကုန်မောင်းနေရပါတယ်။ဆေးရုံရောက်တော့မိဖွားခန်းထဲကိုချက်ချင်းပို့ဆောင်လိုက်ရတဲ့အခြေအနေကတော်တော်လေးဆိုးရွားပါတယ်။လော်ရိန်းဟာသွေးတွေအများကြီးဆင်းနေပြီးကလေးကလည်းမွေးရမယ့်လမတိုင်ခင်စောမွေးတာဖြစ်နေပါတယ်။ပိုဆိုးတာကမိဖွားနေတော့မှပဲဆေးရုံတစ်ခုလုံးမီးတွေပြတ်သွားပြီးအခန်းထဲမှာမှောင်မဲသွားပါတယ်။မိုးကြိုးပြစ်တံတွေမုန်တိုင်းတံတွေနဲ့အတူလော်ရိန်းဟာအသက်လူပြီးမိဖွားရပါတယ်။အချိန်တော်ကြာစူးစမ်းပြီးနောက်မှာတော့ကလေးမလေးမွေးဖွားလာပါတယ်။ဒါပေမဲ့ကလေးရဲ့ငိုတံကိုမကြားရပါဘူး။ဆရာဝန်တွေကကလေးကိုပုံနှိုးကြည့်ပေမဲ့ကလေးကမလှုပ်ပါဘူး။ဆရာဝန်ကခေါင်းခါပြီးကလေးအသက်မရှင်တော့ကြောင်းကြေညာလိုက်ပါတယ်။မိခင်ဖြစ်သူလော်ရိန်းဟာဝမ်းနည်းပက်လက်ဖြစ်သွားပြီးသူ့ရဲ့အသက်မရှိတော့တဲ့သမီးလေးကိုရင်ခွင်ထဲထည့်ကဖျားသခင်စီမှာအစွမ်းကုန်ဆူတောင်းပါတော့တယ်။ကျေးဇူးပြုပြီးသမီးလေးကိုပြန်ပေးပါဆိုပြီးငိုကြွေးဆူတောင်းလိုက်တဲ့အချိန်မှာပဲရုတ်တရက်ကလေးစီကနေအာခနဲငိုတန်လေးထွက်ပေါ်လာပါတယ်။ဒါဟာအံ့ဖွယ်ဖြစ်ရတစ်ခုပါပဲ။သမီးလေးပြန်လည်အသက်ရှင်လာပါပြီ။သူတို့သမီးလေးကိုဂျူဒီလို့နာမည်ပေးလိုက်ကြပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကအဲ့ဒီမှန်ကြီးတွေကအရာတစ်ခုဟာဂျူဒီနောက်ကိုကပ်ပါလာပြီဆိုတာပါပဲ။အချိန်တွေကုန်ဆုံးသွားလိုက်တာ22နှစ်ကြာပြီးနောက်1986ခုနှစ်ကိုရောက်လာပါတယ်။ဇလန်းကပင်ဆယ်ဗေးနီးယားပြည်နယ်မှာနေထိုင်တဲ့စမားမိသားစုစီကိုကူးပြောင်းသွားပါတယ်။အိမ်နောက်ဦးစီးဂျက်နဲ့ဇနီးဖြစ်သူဂျနက်စမားတို့မှာသမီးလေး4ယောက်ရှိပါတယ်။သမီးကြီးဟေသာဒုတိယသမီးတွန်းနဲ့အမွှာညီအမဖြစ်တဲ့ကာရင်နဲ့ရှန်နွန်တို့ပဲဖြစ်ပါတယ်။အဲဒီနေ့ကသမီးကြီးဟေသာရဲ့ဘာသာရေးပွဲအတွက်တအိမ်လုံးပျော်ရွှင်နေကြပါတယ်။အဖိုးအဖွားတွေလည်းရောက်လာပြီးလက်ဆောင်တွေပေးကြတာပေါ့။ဟေသာဟာအဖိုးအဖွားတွေပေးတဲ့လက်ဆောင်ဘူးကြီးကိုဖွင့်ကြည့်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဝိုင်းရင်မိသားစုဘက်ကိုပြောင်းသွားပါတယ်။အက်နဲ့လော်ရိန်းတို့ဟာအခုဆိုရင်အသက်အရွယ်ရလာပါပြီ။အက်ဟာနှစ်ပေါင်းများစွာနတ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒဏ်တွေကြောင့်နှလုံးရောဂါအသေးအတန်ခံစားနေရပါတယ်။ဆရာဝန်ကသတိပေးထားပါတယ်။နောက်တစ်ချိန်သာနှလုံးထပ်ဖောက်ရင်အသက်အန္တရာယ်ရှိတယ်တဲ့။သူတို့လင်မယား2ယောက်အလုပ်ကနေအနားယူတဲ့အနေနဲ့သမီးဖြစ်သူဂျူဒီကစားတောက်ဆိုင်မှာပါတီပွဲလေးလုပ်ပေးနေပါတယ်။ဂျူဒီဟာအခုဆိုရင်အရွယ်ရောက်ပြီးလှပတဲ့မိန်းကလေးဖြစ်နေပါပြီ။သူကမိခင်ဖြစ်သူလော်ရိန်းစီကနေဝိညာဉ်တွေကိုအာယုံခံနိုင်တဲ့အစွမ်းကိုအမွေရထားသူပါ။စားတောက်နေရင်လော်ရိန်းကရုတ်တရက်ချမ်းစိန်သွားသလိုခံစားလိုက်ရတယ်။ဂျူဒီကလည်းတခုခုမှားယွင်းနေမှန်းသိလိုက်တယ်။လော်ရိန်းရဲ့မျက်လုံးထဲမှာဂျူဒီရဲ့ပခုံးပေါ်ကိုဖြူဖြော့လက်ကြီးတစ်ခုလာတင်နေတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့အစိတ်ပူမှဆိုလို့ဘာမှမပြောဘဲနေလိုက်ကြတယ်။တကယ်တော့ဒါဟာရှေးဟောင်းမှန်ကြီးကသူ့ရဲ့သားကောင်ဟောင်းတွေကိုလှမ်းပြီးသတိပေးလိုက်တာပါပဲ။စမားမိသားစုစီမှာတော့6လမ်းမှုတွေကတဖြည်းဖြည်းပိုဆိုးလာပါတယ်။အမေဖြစ်သူဂျနက်ဟာမြေအောက်ခန်းထဲမှာအဝတ်လျှော်နေတော့မီးတွေမှိတ်တုပ်ဖြစ်သွားတယ်။အမှောင်ထဲကနေသူ့နာမည်ကိုခေါ်တန်တဲ့လေးကြားလိုက်ရတယ်။ဂျနက်ဆိုပြီးခေါ်တန်ပါမီးပြန်ဖွင့်လိုက်တော့ဘယ်သူမှမရှိပါဘူး။နောက်တစ်ခါသူဖုန်းပြောနေတော့မှဖုန်းလိုင်းထဲကနေတခြားအတန်တွေကြားနေရသလိုဖုန်းကြိုးရှည်ကြီးကိုတစုံတစ်ယောက်ကဆွဲထားသလိုတင်းနေတာကိုခံစားလိုက်ရတယ်။လမ်းကြည့်လိုက်တော့ဘယ်သူမှမရှိပြန်ပါဘူး။ဒါဟာကွန်ဂျာရင်ကားတွေရဲ့ထုံးစံအတိုင်းစိတ်ကိုဖြည်းဖြည်းချင်း၆လန့်တာပါနောက်ထပ်ကြောက်စရာကောင်းတဲ့အခန်းကတော့အမွှာညီအမ2ယောက်အခန်းထဲမှာကစားနေတဲ့အချိန်မှာသူတို့ရဲ့အယုံမလေးပျောက်သွားလို့ကတင်အောက်ကိုဝုန်းကြည့်လိုက်တဲ့အချိန်ကတင်အောက်ကနေကြောက်စရာမျက်နှာကြီးနဲ့တရေမတကောင်ကိုတွေ့လိုက်ရပါတယ်။ကလေးတွေအော်ဟစ်ပြီးထွက်ပြေးကြရတာပေါ့အဆိုးဆုံးကတော့သမီးကြီးဟေသာနဲ့ဒွန်းတို့ညီအမရဲ့အဖြစ်ပြက်ပါဟေသာကဒီမှန်ကြီးကိုမတင်ကြတော့ပါဘူးမှန်သေးကနေသူ့ကိုတယောက်ယောက်ကအမြဲတမ်းစောင့်ကြည့်နေတယ်လို့ခံစားရတယ်ဒါကြောင့်ဒွန်းကိုအကူအညီတောင်းပြီးမနက်စောစောအမိုက်ကားလာတဲ့အချိန်မှာမှန်ကြီးကိုအိမ်ပြင်ထုတ်ပြီးလွှင့်ပစ်လိုက်ကြပါတယ်
အမိုက်ကားကြီးကမှန်ကိုကျိတ်ဆက်ထဲထည့်ပြီးခွဲလိုက်တဲ့အချိန်မှာပဲအိမ်ထဲမှာကြံခဲ့တဲ့ဒွန်းဟာရုတ်တရက်လေပင်ကိုလက်နဲ့ညှစ်ပြီးအော်ဟစ်ပါတော့တယ်သူ့ပါဇက်ထဲကနေသွေးတွေနဲ့အတူမှန်ကွဲစတွေအန်ထွက်လာပါတယ်မြင်ကွင်းကအရန်ကိုရက်ဆက်ပြီးကြောက်စရာကောင်းပါတယ်မိသားစုဝင်တွေအားလုံးပြပြတလဲဖြစ်သွားပြီးဒါဟာတာမန်တရေ6တာမဟုတ်ပဲအသက်အန္တရာယ်ရှိနေပြီဆိုတာသိလိုက်ရပါပြီဒီအချိန်မှာပဲဂျူဒီရဲ့ချစ်သူတိုနီဆိုတဲ့ကောင်လေးကဝါရင်မိသားစုစီရောက်လာပါတယ်။တိုနီကဂျူဒီကိုလက်ထပ်ခွင့်တောင်းဖို့လာတာပါ။အက်နဲ့လော်ရိန်းတို့လည်းသဘောတူပြီးပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ဂျူဒီကသူ့အခန်းထဲမှာငငယ်တုန်းကအမှတ်တရပစ္စည်းတွေကိုကြည့်နေတော့မှန်ထဲကနေအန်နာပဲအယုတ်ရဲ့ပုံရိပ်ကိုတွေးလိုက်ရပါတယ်။ဂျူဒီလန့်သွားပြီးဖျားစာရွတ်ရပါတယ်။အတိတ်ကအရေးမီးတွေကသူ့ကိုပြန်လိုက်ရှာနေပြီဆိုတာဂျူဒီသိလိုက်ပါတယ်။စမားမိသားစုကတော့အိမ်ပြောင်းဖို့စူးစမ်းပေမဲ့မရတော့ပါဘူးသူတို့ဘလောက်ပဲပြေးပြေးဒီအိမ်ကသူတို့ကိုပြန်ဆွဲထားသလိုပါပဲညဘက်မှာအဖေဖြစ်သူဂျက်ဟာကတင်ပေါ်မှာအိတ်နေတုံးတကားပွင့်လာပြီးသူ့ခန္ဓာကိုယ်ကြီးလှုပ်မရတော့ပါဘူးတစေဖီစီးမှုကိုခံရတာပါအမှောင်ထဲကနေမဲမဲတန်တန်ကြီးကသူ့ပေါ်ကိုတက်ဖိထားပါတယ်သမီးကြီးခေတာကလည်းသူတို့ရဲ့ဗီဒီယိုမှတ်တမ်းဟောင်းတွေကိုပြန်ကြည့်ရင်မှန်ထဲမှာမဲမဲတန်တန်ကြီးတစ်ခုရက်နေတာကိုတွေးလိုက်ရပါတယ်။အဲ့ဒီတန်တန်ကြီးကဗီဒီယိုထဲမှာတည်းမဟုတ်ပဲအပြင်မှာပါတကယ်ထွက်လာပြီးခေတာကိုလေပင်ညစ်တိုက်ခိုက်ပါတော့တယ်။ဒီမခံနိုင်တော့တဲ့မိခင်ဖြစ်သူဂျနက်ဟာသတင်းဌာနတွေကိုဆက်သွယ်ပြီးအကူအညီတောင်းပါတယ်သတင်းထောက်တွေရောက်လာပြီးတနိုင်ငံလုံးဟိုးလေးတကြောဖြစ်သွားပါတယ်ဒီအိမ်ကြီးဟာတရေ6တဲ့အိမ်ဖြစ်နာမည်ကြီးသွားပါတယ်ဖះเจ้าကဖာသာဂေါ်ဒွန်ရောက်လာပြီးကူညီပေးဖို့စူးစမ်းပါတယ်ဖာသာဂေါ်ဒွန်ဟာအိမ်ထဲကိုဝင်လိုက်တာနဲ့အသက်ရှူကျက်ပြီးဒီအိမ်ကအမှောင်စွမ်းအိမ်ကအရန်ကြီးမားနေတာကိုသိလိုက်ရတယ်သူကဖះเจ้าကိုပြန်ပြီးတရားဝင်ဝိညာဉ်နှိမ်နှင်းခွင့်တောင်းဖို့စောင့်နေပါတယ်ဒါပေမဲ့နတ်ဆိုးကစောင့်မနေပါဘူးဖာသာဂေါ်ဒွန်ဖះเจ้าကရုံးခန်းထဲမှာရှိနေတော့နတ်ဆိုးကသူ့နောက်ကိုလိုက်လာပါတယ်အခန်းထဲမှာလေတွေတိုက်ပစ္စည်းတွေလွှင့်စင်ပြီးဖာသာဂေါ်ဒွန်ကြောက်လန့်တကြားဆူတောင်းပါတယ်ဒါပေမဲ့သူ့လက်ထဲကလက်ဝါးကတ်တိုင်ဟာရုတ်တရက်မီးလောင်ကျွမ်းသွားပါတယ်နတ်ဆိုးကဖာသာဂေါ်ဒွန်ရဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီးဖာသာဟာသူ့လေပင်ကိုဘောပင်နဲ့ထိုးဆိုင်ကကိုတက်တည်သွားခဲ့ပါတယ်ဒါဟာဝါရင်တို့မိသားစုအတွက်အကြီးမားဆုံးဆုံးရှုံးမှုကြီးတစ်ခုပါပဲဖာသာဂေါ်ဒွန်ရဲ့ဇာပနမှာဂျူဒီဟာအလောင်းတလားကိုထိလိုက်မိပြီးအိမ်မက်ဆိုးတစ်ခုကိုမြင်အောင်လိုက်ရပါတယ်။ဖာသာဂေါ်ဒွန်တေဆုံးရတာဟာစမားမိသားစုအိမ်ကနတ်ဆိုးလက်ချက်ဆိုတာသိလိုက်ရတယ်။ဂျူဒီဟာမိဘတွေကျမ်းမာရေးမကောင်းလို့အတိမပေးပဲတယောက်တည်းစမားမိသားစုအိမ်ကိုလိုက်သွားပါတယ်။လော်ရိန်းတို့ဇနီးမောင်နှံလည်းတိုနီစီကနေသမီးပြောက်သွားကြောင်းသိတာနဲ့ချက်ချင်းလိုက်သွားကြပါတယ်။စမားမိသားစုအိမ်ရှိမှာလူတွေသတင်းထောက်တွေဝိုင်းုံနေကြပါတယ်။အဲ့နဲ့လော်ရိန်းအိမ်ထဲဝင်သွားတော့အခြေအနေကစိုးရွားနေပါပြီ။လော်ရိန်းကသူ့ရဲ့စိတ်အာရုံနဲ့ကြည်လိုက်တော့ဒီအိမ်နေရာဟာအရင်တုန်းကမိန်းမနဲ့ရောက်ခမတွေကိုပစိန်နဲ့ခုတ်တက်ခဲ့တဲ့လူသက်သမားတယောက်ရဲ့နေရာဖြစ်နေပါတယ်။အိမ်ထဲကနတ်ဆိုးကအဲ့ဒီလူသက်သမားရဲ့ဝိညာဉ်ကိုပါထိန်းချုပ်ပြီးခြောက်လန့်နေတာပါ။ဂျူဒီဟာအမေဖြစ်သူရဲ့အတန်ကိုကြားလို့အိမ်ပေါ်ထက်ကိုတက်သွားပါတယ်။ဒါပေမဲ့အဲ့ဒါကအတန်တုပါဂျူဒီထက်ခိုးတဲ့ရောက်သွားတော့ဖြက်စီးပစ်လိုက်ပြီးဖြစ်တဲ့မှန်ကြီးအကောင့်တိုင်းပြန်ရောက်နေတာကိုတွေးလိုက်ရပါတယ်။အဲ့ဒီမှန်ထဲကနေအန်နာပဲအယုတ်ကြီးထွက်လာပြီးဂျူဒီကိုလိုက်ဖမ်းပါတယ်။အဲ့နဲ့လော်ရိန်းတို့ရောက်လာပြီးမှန်ကြီးကိုတဲထုတ်ဖို့စူးစမ်းပါတယ်ဒါပေမဲ့မှန်ကြီးကသူ့အလိုလိုလဲကျလာပြီးသူတို့လူစုကွဲသွားပါတယ်လော်ရိန်းဟာဂျူဒီကိုလိုက်ရှာတော့မြေအောက်ခန်းထဲမှာသမီးဖြစ်သူတယောက်တည်းထိုင်နေတာကိုတွေ့လိုက်ရပါတယ်လော်ရိန်းအနားကပ်သွားတော့ဂျူဒီမျက်လုံးတွေကဖြူစွတ်နေပြီးနတ်ဆိုးပူးနေတာကိုတွေးလိုက်ရပါတယ်နတ်ဆိုးပူးနေတဲ့ဂျူဒီဟာအမေဖြစ်သူကိုမေ့လဲအောင်ရိုက်ပြီးမြေအောက်ခန်းထဲပိတ်လောင်ထားလိုက်ပါတယ်F ကသမီးကိုကယ်ဖို့စူးစမ်းရင်းရုတ်တရက်ရင်ဘတ်အောင်လာပြီးနှလုံးဖောက်ကလဲကျသွားပါတယ်အခြေအနေကအဆိုးရွားဆုံးကိုရောက်နေပါပြီလော်ရိန်းဟာမြေအောက်ခန်းထဲမှာပစိန်ကင်ထားတဲ့လူသက်သမားတရေကြီးနဲ့ရင်ဆိုင်ရပြီးတေခါနီးဆဲမှာတိုနီရောက်လာပြီးတကားကိုပစိန်နဲ့ပေါက်ဖွင့်ကကယ်လိုက်ပါတယ်အပေါ်ထပ်မှာတော့ဂျူဒီဟာမျက်နှာချက်ကနေကျိုးကွင်းစွပ်ပြီးတက်တေဖို့လုပ်နေပါပြီF လော်ရိန်းနဲ့တိုနီတို့အချိန်မီရောက်လာပြီးဂျူဒီကိုပွေ့ချီကကျိုးကိုဖျက်ချလိုက်နိုင်ပေမဲ့ဂျူဒီအသက်မရှူတော့ပါဘူးလော်ရိန်းဟာငိုယိုပြီးသမီးကိုနှလုံးနှိုးဆက်လုပ်ပေးလေမှုတ်သွင်းပေးလို့မှဂျူဒီဟာအဟွတ်ခနဲဖြစ်ပြီးသတိပြန်ရလာပါတယ်။ဒါပေမဲ့တိုက်ပွဲကမပြီးသေးပါဘူး။အခန်းထဲမှာလေပြင်းတွေတိုက်ခတ်လာပြီးမှန်ကြီးကလေပေါ်မှာဝိုင်းလည်နေပါတယ်။မှန်ကြီးကတိုနီကိုဖိချထားပြီးတက်ဖို့လုပ်ပါတယ်။အက်ကအာယူပြီးဖျားစာရွတ်ပေမဲ့မရပါဘူး။နတ်ဆိုးကအရန်အားကောင်းနေပါတယ်။နောက်ဆုံးမှာတော့ဝါရင်မိသားစု3ယောက်သားလက်ချင်းကျိတ်တိုနီကိုကဲတင်ပြီးမှန်ကြီးကိုလက်နဲ့ကင်ကမိသားစုမြစ်တာအစွမ်းဖျားတရားအစွမ်းနဲ့အစွမ်းကုန်ဆူတောင်းလိုက်ကြပါတယ်။မင်းထွက်သွားတော့လို့អော်လိုက်တဲ့အချိန်မှာပဲကောင်းကင်ကနေလင်းလက်တောက်ပတဲ့အလင်းတန်းကြီးထွက်ပေါ်လာပြီးမှန်သေးကနတ်ဆိုးကိုအပီးတိုင်မောင်းထုတ်ဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်။မှန်ကြီးလည်းအကွဲပြီးပျက်စီးသွားပါတော့တယ်။
စသိမ်းပိုင်းမှာတော့စမားမိသားစုဟာဘေးကင်းသွားကြပါပြီသူတို့အိမ်မှာပုံမှန်အတိုင်းပြန်လည်နေထိုင်သွားကြပါတယ်ကျင်းစာသစ်မှန်ကြီးကိုတော့ဝါရင်တို့ရဲ့ပြတိုက်ထဲကအခန်းလွတ်တစ်ခုမှာတော့ခတ်သိမ်းဆည်းထားလိုက်ပါတယ်ဂျူဒီနဲ့တိုနီလည်းလက်ထပ်သွားကြပြီးပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်သွားကြပါတယ်ကွန်ဂျာရင်းစကားတွေကိုကြိုက်နှစ်သက်ကြလားအက်နဲ့လော်ရိန်းတို့ကိုလွမ်းနေကြမလားဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စကားကောင်းတွေမှာပြန်တွေ့ကြမယ်နော်